ဒါမှတနောက်ပြီးအစ်ဝယ်တော့မှအများဆုံးမှကျွန်တော်9000 8000ပဲရှိတယ်ဒါပေမဲ့လုံးဝတကယ်ကုမ္ပဏီအစ်စ်နဲ့ကိုကျွန်တော်တို့သွားပြီးနှိုင်းရှင်ကြီးသေးတယ်ဗျာအထည်ကိုသွားပြီးတော့လုံးဝမသိတာဘူးချီထိုးတွေကစားဒီအဆောက်အဦရဲ့အာရုံအဓိကထားပြီးရိုက်ကြတာပေါ့နော်ကျွန်တော်ပြဒီပဲရထားကိုသွားဒီကသွားတာပေါ့နော်ဒီအဆောက်အဦပေါ့အရန်ဟိုမိုက်တယ်အရန်ဟိုမိုက်တယ်နော်အဆောက်အဦကရှယ်ပဲရန်ကိုပြောဖို့တာယာဖို့ကောင်းတယ်ဗျာဒီညာရစီပြီးတော့လေဟိုဖျားပွဲသေးကြီးတို့ဘာလို့ပေါ့ဗျာပြန်လုံးဝစီပွဲတော်တစ်ခုတော့ဟိုအထိမ့်မဲ့တစ်ခုပုံစံမျိုးကြီးဖြစ်နေတဲ့ပဒံပေါ့ဗျာစီကားတာသွားလာကြလို့တို့နိုင်ငံသားတွေလူပေါင်းစုံပဲပေါ့ဗျာညကြောက်ကိုကျန်လောက်ထားတာဘာကြောက်လဲတော့မသိဘူးနော်ကြောက်ကြီးကိုလောက်တာငကားဒါယူရလေးပေါ့နော်ကျွန်တော်ဟိုးပေါ်မှာတွေ့ခဲ့တာကွာဒီလိုဟာလေးတွေဒီလိုဟာလေးတွေခင်ချင်းအလှဆင်ထားတာပေါ့နော်ကျွန်တော်ဟိုပေါ်မှာကျွန်တော်ပြခဲ့တာလေးရှိတယ်ချီထိုးလေးသူတို့ချီလေးပေါ့နော်လားလေးဒီနေရာတော့ကျွန်တော်စပါပေါ့နော်ညာဈေးပေါ့ညာဈေးမှာတော့အသားတို့ငါးတို့ဘာညာပြီးကွာအစုံရပါနော်ညာဈေးစီတကယ်ဟုတ်မိုက်တယ်ဗျာမဈေးပါကဲဒီနေ့ကတော့ဈေးကိုကျွန်တော်လိုက်ပြတာပါနော်ကျွန်တော်ရောက်နေတာ night market ပေါ့နော်အရန်ကိုမိုက်တယ်ကျွန်တော် night market ကျွန်တော်ပြပေးမယ်စားကျင်စရာဖြစ်တဲ့ဟာရတာလေးရှိတယ်ဒီမှာလုံးဝအမဲရဲ့ဒါဝက်ကျန်တာတွေကအမဲနော်တကယ်ကိုမိုက်တယ်လှုပ်ထားစားကျင်စရာလေးတွေပဲနော်ကျွန်တော်တော့အမဲမစားတော့ဘူးဗျမဲစားရင်တော့ share ပဲဒီမှာတီးစုံလေးဆိုလည်းတီးစုံလေးရနော်အများကြီးပဲဒီမှာစောစရာလေးကြာနာပဲဒီမှာတီးစုံလေးယူတွေပေါ့ဗျာဒီဘက်ဆိုရင်အကင်ဆိုရင်ဒီမှာမြင်တဲ့အတိုင်းအကင်ပေါင်းစုံရှိတယ်ဘာကင်စားခြင်းလဲသူမရှိတာဆိုလူကင်ပဲမရှိတာခဏအစုံရှိတယ်နော်ဒီဟောတော့ဒါကြတော့အမဲဆွပြုတ်ပြောကြည့်ရဲမယ်ကြောက်ဖို့ထွက်တော့ခဏမှစားတယ်အခုကဲဒီမှာပေါ့နော်ဒီကောင်လုံးဒါတော့ပြီးစုံနေပေါ့အမဲကြီးအဲ့လိုအကုန်လုံးတော်တော်သုံးကြတယ်ကြာဒီမှာကြတော့လေအကုန်လုံးဒီအမဲပြားကြီးတွေဈေးလည်းတန်တယ်ဈေးကတော်တော်တန်တယ်ဒါဒီစီးသီးပါသီးညာသီးပေါ့နော်ကိုကျွန်တော်ရောက်နေညာဈေးပေါ့နော်ညာဈေးမှာလိုက်ပြီးတော့ပိုက်ကြည့်နေတာပေါ့ဒါဟိုအန်စီလေးပေါ့ဗျာဒီမှာတခုပေါ့နော်ဒီကျွန်တော်ဒီမှာအထည်လေးတနောက်ဖိတ်ဆိုရင်သူရောက်နေတဲ့နိုင်ငံကတော့ကျွန်တော်တို့ဟိုပါလဲ VNL ဖြစ်နေတဲ့အတွက်ပြောချင်တာဗျာ VNL မိတ်လုံးဝ quality ရမ်းကောင်းတယ်တနောက်ဖိတ်လုံးဝအစ်စ်တိုင်းပဲကွာအစ်စ်တူပြောရမှာတော့နည်းနည်းခက်ခဲတာပေါ့နော်အဲ့လိုကြရမ်းကိုခက်ခဲတယ်ရှင်းလား main VNL မှာထုတ်လုပ်ထားတဲ့ main VNL ဒါပေမဲ့ဟိုတနောက်ဖိတ်ကုမ္ပဏီကထုတ်လုပ်ထားတာမို့ဒါအထုပ်ထဲမှာပါလာတယ်ဆိုရင်ကျွန်တော်ဗီဒီယိုရောင်းတဲ့လူဆိုပို့ပြီးတော့ပြောလို့ကောင်းတယ်ကျွန်တော်အထုပ်ထဲမှာတနောက်ဖိတ်အဲ့လိုတွေပါလာရင် main VNL ဆိုဈေးကောင်းရတယ်ဗျာ
ပြောချင်တာလူမျိုးပေါ့နော်ဈေးကောင်းရတယ်အဲကြောင့်ဒီမှာအသစ်ဝယ်တော်မှတနောက်ဘေးအသစ်ဝယ်တော်မှအများဆုံးမှကျွန်တော်9000 8000ပဲရှိတယ်ဒါပေမဲ့လုံးဝတကယ်ကုမ္ပဏီအစ်စ်နဲ့ကိုကျွန်တော်တို့သွားပြီးနှိုင်းရှင်ကြီးသေးတယ်ဗျာအထည်ကိုသွားပြီးတော့လုံးဝမသိတာဘူးချီထိုးတွေကစနော်အသီးပေါင်းဆုံးစားခြင်းစရာတွေကြီးပဲဒီမှာ share တွေပဲဗျာနီးလို့လည်းရနော်အမဲသားပိုင်းကြာရင်မှအချင်းလေး soft ချတာနီးလို့ရပါတယ် hello နေတော့မနေတော့ဒီရောက်ဝယ်တာ yeah yesterday I already buy ဒီမှာဟောနော်ဒီအချိုတွေကလည်းဒါပေမဲ့သူ့ချိုကအရင်ချိုပြီးတော့လေအဲ့လိုမျိုးမဟုတ်ရင်းချိုပြီးတော့စားလို့မကောင်းတော့ဘူးနည်းနည်းတိတ်မချိုတချိုပဲပေါင်ရင်းနဲ့လောက်ထားတာပဲနော်မနေ့ကဆိုကျွန်တော်ဝယ်တာဒီလိုဟာလေးပေါ့နော်မနေ့ကကျွန်တော်အခုအိမ်မှာကြံသေးတယ်မကုန်သေးဘူးမစားစရာအရင်များတယ်ဗျာဒါတော့ဆေးရွက်တွေကိုဆေးရွက်တွေမဟုတ်တာဒါဟိုချက်စားလို့ရတဲ့အရာတွေဒါတော့မဟုတ်ဘူးပေါ့နော်ရောကုန်ဒီမှာပေါ့ဗျာဒါရင်တွင်းနဲ့တောက်တဲ့ဟာလေးအဲ့လိုပေါ့ဒီလိုကြည့်ကျွန်တော်ဖန်စီတွေကတော့သိပြီးတော့ဟိုထင်ကြီးစရာတော့ဘာမှမရှိပါဘူးခုနအဝယ်လေးတစ်ခုပဲပေါ့နော်တော်တော်လေးကိုချိုးဆိုတာကောင်းတယ်ဗျာဟို main China မဟုတ်ဘူးဗျာပြောချင်တာ main China တွေကြတော့တည့်ရတိုင်းပဲဟိုအရန်ကို quality ကညံပြင်းလွန်းတယ်ဟုတ်တယ်ပြီမေး China ကျတော့ pickless and quality ဗျာဒီမှာ Vienna ကျ pickless and လုံးဝမဟုတ်တာဗျချိုးတာလုံးဝကောင်းတယ်တပောက်ဝီလေးမရမင်းဘယ်တော့ကပ်တာတပောက်ဝီလေးရှိဒီပါဦးမာထန်ပြီးတော့စားဒီလိုစကားပြောတာဒီတက်တော့မဲ့တာနော်စပီလောဝါဒါတို့ကြည့်တော့နော်မရဘူးတိုင်းမင်းလူနဲ့ဘာဒီတော့